မင်္ဂလာပါအားလုံးပဲကျမတို့ဘဝမှာလူတစ်စုံတစ်ယောက်ကိုဘယ်လိုချစ်ရမလဲဘယ်လိုဂရုစိုက်ရမလဲဆိုတာတွေကိုအမြဲတမ်းတွေးပြီးစူးစမ်းခဲ့ကြရတာပဲဟုတ်ဒါပေမဲ့အရေးကြီးဆုံးဖြစ်တဲ့ကိုဘယ်လိုချစ်ရမလဲဆိုတာကိုကြတော့မေ့လျော့နေတတ်ကြပါတယ်သူတစ်ပါးကိုမချစ်ခင်ကိုအရင်ချစ်ရပါမယ်ဆိုတဲ့စကားကိုကြားဖူးကြမှာပါဒါဟာအတ္တကြီးတာမဟုတ်ပါဘူးကိုမချစ်တတ်ပဲသူတစ်ပါးကိုတော့ချစ်တဲ့အခါအချစ်ရေးမှာဘာလို့အမြဲနာကျင်ရတာလဲဆိုတာဖြစ်လာစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကိုအရင်ချစ်ဖို့ဘာကြောင့်မဖြစ်မနေအရေးကြီးလဲဆိုတဲ့အချက်၄ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ကို့မှာမရှိတဲ့အရာကိုသူတစ်ပါးကိုပေးလို့မရတာပဲဖြစ်ပါတယ်ဒါကို English လို့ you can pour from an empty cup လို့ခေါ်ပါတယ်ကိုယ့်ရဲ့နှလုံးသားထဲမှာအချစ်တွေပျော်ရွှင်မှုတွေခန်းချောက်ပြီးစိတ်တရားတွေအမုန်းတွေပဲပြည့်နေမယ်ဆိုရင်ဘေးနားကလူကိုဘယ်လိုလုပ်စစ်မှန်တဲ့ချစ်ချင်းတွေပေးနိုင်မှာလဲကိုအရင်ဆုံးချစ်ချင်းမြတ်တာတွေဂရုစိုက်မှုတွေနဲ့ဖြည့်တင်ထားမှာတာကိုယ်စီကနေရှမ်းကြလာတဲ့အချစ်တွေနဲ့တစ်ဖက်လူကိုစိတ်ချမ်းသာအောင်ထားနိုင်မှာပဲဖြစ်ပါတယ်ကိုချစ်ချင်းဟာသူတစ်ပါးကိုပိုပြီးကောင်းမွန်ချစ်ဖို့အုံမြင့်ချတာပဲဖြစ်ပါတယ်ဒုတိယချက်ကတော့ကိုယ့်ရဲ့တန်ဖိုးကိုသတ်မှတ်ဖို့ပါတင်ကကိုမချစ်ဘူးကိုတန်ဖိုးမထားဘူးဆိုရင်အချစ်ရဲ့တစ်ခုမှာတစ်ဖက်လူကတင့်ကိုလစ်လစ်ရှူတာနှိတ်ချတာစိတ်တန်ရာပေးတာမျိုးလုပ်လာတဲ့အခါငါကပဲမကောင်းလို့ပါငါကပဲမပြည့်စုံလို့ပါဆိုပြီးခေါင်းငုတ်ခံနေတတ်ပါတယ်ဒါပေမဲ့တင်ကကိုချစ်တက်လာတဲ့အခါငါဟာဒီထက်မကကောင်းမွန်တဲ့ဆက်ဆံရေးကိုရထိုက်တဲ့သူပဲဆိုပြီးကိုယ့်ရဲ့အရှက်နဲ့တိတ်ခါကိုကာကွယ်ရေးလာပါတယ်ကိုချစ်ချင်းကတင့်ကိုမကောင်းတဲ့ဆက်ဆံရေးတွေကနေရုံထွက်နိုင်မဲ့တတိတွေကိုပေးစွမ်းနိုင်ပါတယ်တတိယချက်ကတော့အမိကိုကင်းတဲ့ပျော်ရွှင်မှုရရှိဖို့ပဲဖြစ်ပါတယ်ကိုမချစ်တဲ့လူတွေဟာသူတို့ရဲ့ပျော်ရွှင်မှုကိုချစ်သူရဲ့အပေါ်မှာပဲ100%ပုံအောပြီးမိခိုထားတတ်ကြပါတယ်ချစ်သူကဖုန်းမကိုင်ရင်စာမပြန်ရင်ဘဝကြီးပြည့်စည်သွားသလိုစိတ်ပူပန်နေတတ်တာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့ကိုချစ်တက်လာတဲ့အခါချစ်သူရှိရင်ပူပျော်ရပေမဲ့တယောက်တည်းရှိနေတဲ့အချိန်မှာလဲကိုယ့်ရဲ့ဝါသနာကိုယ့်ရဲ့အလုပ်တွေနဲ့ကိုယ့်ဘာသာစိတ်ချမ်းသာအောင်နေတတ်ပါတယ်တစ်ဖက်လူကိုအတင်းကျပ်ဆွဲမထားတဲ့အတွက်ဆက်ဆံရေးကပိုပြီးအေးချမ်းပေါ့ပါသွားစေပါတယ်နောက်ဆုံးအချက်ကတော့ကိုယ့်ရဲ့မပြည့်စုံမှုတွေကိုလက်ခံနိုင်တာပါလောကမှာပြည့်စုံတဲ့လူဆိုတာမရှိပါဘူးကိုချစ်တယ်ဆိုတာကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့အရေးချင်းတွေတင်မကပဲကို့မှာရှိတဲ့အားနည်းချက်တွေအတိတ်ကအမှားတွေကိုပါရိုးသားလက်ခံပြီးခွင့်လွှတ်ပေးလိုက်တာပဲဖြစ်ပါတယ်ကိုဒီလိုလက်ခံနိုင်မှတာကိုဘဝရဲ့လက်တွဲဖော်မပြည့်စုံမှုတွေကိုလည်းနားလည်မှုရှိနဲ့စစ်မှန်စွာလက်ခံချစ်မြတ်လို့နိုင်မှာပဲဖြစ်ပါတယ်တတိယပါသင်ဟာလောကမှာရှိတဲ့တခြားဘဒုမဆက်တင့်ရဲ့ကိုယ်ပိုင်ချစ်ချင်းနဲ့ဂရုစိုက်မှုကိုရရှိဖို့ထိုက်တန်ဆုံးလူဖြစ်ပါတယ်ဒီနေ့ကစပြီးကိုအေးရေးဝအိတ်ခိုင်ပါအာဟာရရှိတာကျွေးပါကိုချီယူစကားပြောပေးပါကိုအရင်ဆုံးအချစ်စစ်နဲ့ချစ်တတ်မှတာစစ်မှန်ပြီးအေးချမ်းတဲ့ချစ်ရေးကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင်စိတ်ခွန်အားကိုဖြစ်စေတယ်ဆိုရင် like လုပ်ပေးပြီးတော့ကိုချစ်ဖို့မမေ့နေတဲ့တငယ်ချင်းလေးတွေစီမျှဝေပေးလိုက်ပါအောင်နော် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကိုအလေးနဲ့ထားပြီးချစ်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်